မှာတယ်တကူတော့အာမီအမျိုးတော့ဘာစားဘာမျိုးကိုလည်းနေနော်ဒီကေလောက်ခိုက်ကေရတာလို့ဒီလေတော့ပါကဲတော့တာခဲလဲဘောဒီလိုမျိုးတာတော့ပွားချင်လို့တာတော့ပေါ့ဒီကေမှာလည်းကဲစစ်ခုံမခလဲဘောအားလုံးပဲပါကျွန်တော်လည်းခွင့်စနေအောင်ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ NDO အိုးမျိုးကြောက်ပါ NDO ဖက်စီကနေကျွန်တော်လာပါတယ်ကျွန်တော်အခုဒီ TPC မှာ Teacher Preparation Center မှာကျွန်တော်ကျောင်းလာတက်ပြီးမှအခုဒီနောက်ဆုံးပွဲနေမှာကျွန်တော်ရဲ့ခံစားမှုငယ်ငယ်ပြောရှင်းပါရဲ့ကျွန်တော်ဒီနေ့ပြန်လာမယ်ဆိုရင်ကျွန်တော်ရဲ့လူမျိုးဒေတာမှာကျွန်တော်ပြန်ပြီးလှုပ်ဆောင်ရတော့မယ်ရမှာဖြစ်ပါတယ်အခုအဲ့လိုမျိုးပြန်ပြီးတော့မှလှုပ်ဆောင်ရတော့မယ်ဖြစ်တဲ့အတွက်ကျွန်တော်ကအများကြီးစိတ်လှုပ်ရှားမိပါတယ်ကျွန်တော်ဒီမှာဒီ TPC မှာတင်ခဲ့တဲ့အတွေ့အကြုံတွေဝိသတွေကိုကျွန်တော်ရဲ့ community ထက်ဖွဲ့စည်းထဲမှာကျွန်တော်ပြန်ပြီးအသုံးချမယ်လို့ကျွန်တော်ဆောင်းကုန်ပြန်ပြီးသုံးချမယ်လို့ယုံကြည်ပါတယ်ကျွန်တော်လုံးမှာဆုံးဖြတ်တာပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါကျမနာမည်မင်းတို့သိချမ်းပါကျမက MNEC ဖွဲ့ကလာပါတယ် MNEC ဆိုတာ Mon National Education Culture ကျမဒီကောလာအတွင်းမှာကျမတင်လာတက်တာဒီနေ့မှာကျောင်းပြီးတဲ့နေ့ဆိုကျောင်းဆင်းပွဲတာကျမတို့အရန်မဲ့စိတ်လှုပ်ရှားတာအရန်မဲ့ပျော်လဲပျော်ပါတယ်ဒါပေမဲ့ကျမတို့တခုတော့ဝမ်းနေတာကတငယ်ချင်းတို့ဆရာဆရာမတို့ခွခွာရမယ်ဆိုတော့ကျမတို့အဲ့ဒါတခုကဝမ်းနေပါတယ်ဒါပေမဲ့ကျမတို့ဒီပညာရေးဒီ TPC မှာရလာတဲ့ပညာရေးတွေကိုဖွဲ့စည်းမှာကိုလူမျိုးတွေပြန်ပို့ချနိုင်တဲ့ပြန်လဲပြီးကိုပြန်လဲပို့ချနိုင်မှုတို့ကကျမတို့အရင်ပဲဝမ်းသာပါတယ်ဒီဆရာဆရာမတွေရောနောက်ပြီးတော့အကြောင်းသူအကြောင်းသားတွေရောကျွန်တော်တို့ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာရခဲ့တဲ့စကေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့သူတို့ပြန်ပြီးတော့ပို့ချမှာဖြစ်ပါတယ်ရှင်းဆက်ပြီးတော့ကျွန်တော်တို့ဒီအထူးသဖြင့်ကျွန်တော်တို့တန်းဒေတာမှာဖြစ်နေတဲ့တိုက်ပွဲတွေဟောကျွန်တော်တို့အဲ့ဒီကြားရပဲကျွန်တော်တို့စွန်းစွန်းစားစားနဲ့ကျွန်တော်တို့အဲ့ဒီအဘက်မှာတော့ဆရာဆရာမတို့ပြန်ပြီးတော့ပို့ချမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျမတို့က Miss Lee လို့ခေါ်ပါတယ်ဒီကျောင်းမှာလာတာပေါ့နော်ကျောင်းလည်းပြီးသွားပြီဆိုလို့ရှိရင်တော့ဆရာဆရာမတယောက်အနေနဲ့ဘာတွေများလောက်သိနေပြီးလို့ရှိရင်ကိုယ့်ရဲ့မျိုးတွေ့ပေါ့နော်ဘာတွေများပြန်ပြီးစသိနေအဲ့ဒါတွေပေါ့နော်ကျမကရန်မျိုးတယောက်ပါကရန်စာပေအဖွဲ့အနေလာပါတယ်ပြီးလို့ရှိရင်ဒီကကျောင်းပြီးပြန်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုသားနိုင်တဲ့တစ်ဖက်တစ်လမ်းကနေပြီးတော့အများကြီးမဟုတ်တော့မှရွာချွန်မြောင်ကြားတောင်စွာကြားရွာမှာရှိတဲ့ကျောင်းသူကျောင်းသားတွေကိုပညာလေးတွေပြန်ပြီးရှင်းပါမယ်ဒီနာမည်ကတော့နန်းဖြူရေးလို့ခေါ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနန့်လန်ဒီဘောမြို့နယ်ကနေလာပါတယ်ဒီနေ့ဆိုရင်ကျောင်းတက်တဲ့နေ့တွေအားလုံးထဲမှာဒီနေ့ကစိတ်လှုပ်ရှားဆုံးပဲဘာလို့လဲဆိုတော့လူကြီးတွေကလည်းအများကြီးတမျိုးနိုင်ငံခြားမှာတမျိုးပွဲရမယ်လို့ထင်ပေါ့နော်ပြီးတော့ဒီအသက်ပညာနေပြီးတော့တမီးတော့ရရှိသွားတဲ့အသက်ပညာတွေဆိုရင်တမီးတော့ကဒီကိုယ်နယ်ကိုယ်ဒေတာမှာဆိုရင်ဒီခြေလက်ဒေတာမှာရှိတဲ့ကလေးတွေကိုပြန်လဲသင်ကြားပေးနိုင်တာမကဘူးရှိနေတဲ့ဆရာဆရာမတွေကိုလည်းပြန်ပြီးတော့ဝင်ငါပေးဖို့တမီးတို့မှာအဆင်သင့်ပဲပေါ့ဒီကနေပြီးတော့ပြန်တော့လို့ရှိရင်တမီးတို့အတွက်ကလုံးဝကိုလက်နက်တစ်ခုအနေနဲ့တပီးတို့စီမှာရှိသွားပြီလို့တမီးကယုံကြည်ပါတယ်ကိုကိုလည်းယုံကြည်ပါတယ်ဒီတော့ကူညီဖို့လည်းယုံကြည်တယ်လို့ကိုဒီเจ้าမှာတိုင်းသားလဲပေါင်းစုံဆိုတော့နောက်နေ့တင်ငယ်ချင်းတွေအားလုံးလာတက်နိုင်အောင်ပြီးလို့ရှိရင်လူဆိုတော့အခက်ခဲဆိုတာနေရာတိုင်းမှာရှိတယ်ကိုယ်အိမ်မှာလည်းရှိတယ်နေရာတိုင်းမှာရှိတယ်ဒါပေမဲ့စူးစမ်းအားထုတ်မှုရဲ့နေရာတကာမှာစူးစမ်းအားထုတ်မှုလုပ်ခဲ့မယ်ဆိုရင်တော့တိုးတက်အောင်မြင်နိုင်မှာပါလို့တမီး